န်ရှင်းသောဝိညာဉ်တော်ဆိုတာကကျွန်တော်တို့ထဲမှာစီလုံးချင်းညင်ညွတ်ချင်းယူဆောင်လာသောခင်မြတ်တွေ့ယူဆောင်လာသောဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ယူဆောင်လာတဲ့စီလုံးချင်းကကျွန်တော်တို့မှာအေနာရှိလာတယ်အေနာရှိလာတဲ့ချိန်မှာကျွန်တော်လှုပ်လာနိုင်တယ်ဟာလေလုယာဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုတလုံးတဝါထင်းနဲ့သူ့ရဲ့တင်းတော်ကိုတီဆောက်ပြီးမှနိုင်ငံတော်အတွက်အားလုံးပါဝင်နိုင်ဖို့ရလိုအပ်တဲ့လမ်းပြပို့ဆောင်ပြီးမှကျွန်တော်တို့မှာစီလုံးမှုအာညီနမှုရအတင်းတော်မှာလာရောက်ပါဝင်တဲ့ဝိညာဉ်တော်ဘုရားဖြစ်ပါတယ်ဆိုတော့ဒီညနေမှာကျွန်တော်တို့စီလုံးချင်းညီညွတ်ချင်းဆိုတဲ့အချက်လေးနဲ့ကျွန်တော်တို့ဝင်ကခွန်အားယူတော်မှာဖြစ်ပါတယ်ကျွန်တော်ဖတ်ချင်တဲ့ကျမ်းပိုက်လေးကြတော့ပထမဆုံးအနေနဲ့တမန်တော်ဝတ္ထုခန်းကြီးလေးအငယ်30နဲ့ကျွန်တော်ဖတ်မယ်တမန်တော်ဝတ္ထုအခန်းကြီးလေးအငယ်30နဲ့ယုံကြည်သောသူအပေါင်းတို့သည်စိတ်နှလုံးတဏှိတနုတ်ချေစီကြ၍အဘယ်သူမျှမိမိဥစ္စာတစုံတစ်ခုကိုငါဥစ္စာဟူ၍မဆိုဘဲလေစီသမျှသောဥစ္စာတို့ကိုစစ်ဆန်သဖြင့်သုံးဆောင်ကြ၏ဟာလေလုယာဝိညာဉ်တော်ကိုစင်တက်လာတဲ့ချိန်မှာအသင်းတော်မှာရှိတဲ့ယုံကြည်သူအားလုံးဘာတွေဖြစ်လာတယ်လဲဆိုလို့ရှိရင်ပထမအနေနဲ့စိတ်နှလုံးတဏှိတနုတ်ထဲစီကြတယ်တဲ့ဆိုတော့ဝိညာဉ်တော်ကိုအသင်းတော်မှာစင်လာပြီဝိညာဉ်တော်ကအင်းကျွန်တော်မိသားစုမှာစင်လာပြီဝိညာဉ်တော်ကကျွန်တော်တို့အဖွင့်ရှိမှာစင်လာပြီဆိုလို့ရှိရင်တော့ပထမဆုံးကျွန်တော်တို့မှာဘာတွေတွေ့ရမလဲဆိုလို့ရှိရင်တော့တဏှိတနုတ်ထဲကျွန်တော်တို့စိတ်နှလုံးကိုတဏှိတနုတ်ထဲတည်ရှိမှာဖြစ်ပါတယ်အာမင်ဆက်လက်ရပါဦးပြောတယ်လဲဆိုလို့ရှိရင်အဘယ်သူများမိမိဥစ္စာတစုံတစ်ခုကိုငါဥစ္စာဟို၍မဆိုပဲလေဆိုတော့ဝိညာဉ်တော်စင်တက်လာပြီဆိုလို့ရှိရင်တော့ခင်ဗျားမှာဘာပဲပါပါသူ့မှာဘာပဲပါပါကျွန်တော်တို့အားလုံးအတွက်ပါဝင်တုံးဆောင်ရမယ့်အရာဖြစ်နိုင်တယ်တမန်တော်တွေသူတို့ရှိလာတဲ့ဥစ္စာရှိသမျှကိုယူဆောင်လာပြီးမှစီးတဲ့မြတ်ဥစ္စာကိုတို့ကိုဆက်ဆံတဲ့ဖြင့်တုံးဆောင်ကြ၏ဟာလေလုယာဝိညာဉ်တော်ဖျားကိုကျွန်တော်တို့အထင်းမှာစီးနေတဲ့မရှိနေတဲ့အချင်းကိုတမိုးထိုးချလာတယ်ဝိညာဉ်တော်နဲ့ပြီးဝလာတဲ့ချိန်မှာတော့ဒါမဲငါဟာမရှိတော့မယ်နဲ့သူတို့မှာစီးတဲ့အရာအလုံးစားလို့ရတဲ့ဟာတို့ဗာလဲအတူစားကြတယ်တရားနဲ့တရားဝိမြတ်လို့ရတဲ့ဟာတို့တရားနဲ့တရားဝိမြတ်ချတယ် praise the lord ဆိုတော့ကျွန်တော်တို့မှာလဲဝိညာဉ်တော်စင်တက်လာပြီဆိုလို့ရှိရင်တော့မင်းနဲ့ငါနဲ့ဆိုတာမျိုးတော့ရှိနိုင်ပါတယ်ဒါပေမဲ့မရှိနိုင်ဖို့ဝိညာဉ်တော်ကကျွန်တော်တို့ကိုတွန်တင်လာပြပို့ဆောင်มาဖြစ်ပါတယ်ဒုတိယချက်ဒီနဲ့ကျွန်တော်အဖက်ခန်းကြီးလေးအငယ်နှစ်နဲ့နေမလေးကျွန်တော်ဖတ်တော့มาဖြစ်ပါတယ်အဖက်ခန်းကြီးလေးအငယ်နှစ်အနေစမယ်အရာရာ၌စိတ်နှချခြင်းနူးညံ့တဲ့မွေးခြင်းစိတ်ရှိခြင်းနဲ့ပြီးဆုံးသမျှမေတ္တာစိတ်နဲ့တယောက်ကိုတယောက်တေးခါခြင်းရှိကြ၍အသင်ပေါ်ခြင်းအဖို့ရစီအားဖြင့်တင်တို့သည်အချင်းချင်းစိတ်တဘောမချမနာတလုံးတဝတဲ့ဖြစ်အံသောငါကျူးစာအားထုတ်ကြလောဟာလေလုယာအငယ်တုံးအထီးပေါ့နော်အဲ့မှာဗာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တိတ်ဒီမှာဖတ်မယ်ဆိုလို့ရှိရင်တော့กินยามเฮียตินทุเนมินลุงด้วยอินอมตนตุนขัลเลขัดกิหูนาโตนักกินนาวกิลังสักุนสุรเมียมาเจนสาเรมาบาตุยะตะเลสุชินดอกินยามเฮียนานุนเนมนาลุงด้วยนากิหูนาเตจูซาอาทุจาโลเรฮาเลลูยาจูซามุมัสิบุสุชินดอกินยามเฮียนาสุรเลสิเนมาโมบูจูซามุมัสิโรชิเยนุนเนมนาสุรเลสิเนมาโมบูจูซามุมัสิโรชิเยลุงด้วยนาสุรเลสิเนมาโมบูจูซาราตงมลวยบุนอยราตอนที่มาบ่าวตุยะตะเลสุรชิตะเคนเยซูอะสุตองปีတဲ့အချက်တုံးချက်ရှိတယ်ပထမနဲ့သူ့အတွက်ကိုဖဖျားရှိမှဆူတောင်းတယ်ဘာကိုတောင်းရတယ်လဲဆိုလို့ရှိရင်ကိုယ်တော်ဘုန်းတော်ကိုထင်ရှားစီဖို့ရာ
တာတော်၏ဘုန်းတော်ကိုထင်ရှားစီတော်မူပါအိုက်ဇာရေးကြည့်တယ်တာတော်ယေရှုဘုန်းတော်ကိုထင်ရှားလာပြီဆိုလို့ရှိရင်တော့ဤသားကိုစီလွတ်တဲ့အဖဖျားရှင်ဘုန်းတော်ကိုထင်ရှားမယ်ဆိုတာယေရှုကတည်တယ်အဲ့ဒါကြောင့်ဖဖျားနာမတော်ကိုဘယ်သူမှမသိဘဲနဲ့ငါနာမတာဘုန်းတော်ထင်ရှားပါစီလို့ဆုမတော်မှုယေရှုကငါကိုလူရတည်တယ်ဆိုလို့ရှိရင်တော့ငါတည်တဲ့လူကဖျားလက်တည်မှာငါတည်တဲ့လူကကျွန်တော်အဖေလည်းတည်မှာကျွန်တော်ဖလည်းတည်မှာအဲ့ဒါကိုသူရဲ့စိတ်ဓာတ်ဖြစ်တယ်မဟုတ်ဘူးလားဆိုတော့ကျွန်တော်တို့ဒီနေ့တခင်ယေရှုဆုတောင်းတဲ့တိုင်ကိုယ့်အကူဆုတောင်းနေကြပါတယ်ဆုတောင်းပြီဆိုလို့ရှိရင်တော့ကိုတယောက်တည်းကြီးပွားတူပွားနိုင်ဖို့မဟုတ်ပဲနဲ့ကျွန်တော်တို့ချင်းသာကြော်ရလာတဲ့ချိန်မှာဘီးမှာရှိတဲ့လူတွေမစစ်စင်တဲ့တားတွေတုံမှာကျွန်တော်တို့ကြောင့်စားစရာတွေစီအောင်ဝတ်စရာတွေစီအောင်နေစရာတွေစီအောင်ဆိုတာမျိုးနဲ့ဆုတောင်းမှုအရေးကြီးတယ်ဟာလေလုယာဒီဆုတောင်းချက်ကိုအားလုံးမထားချက်ရအောင်ခင်ဗျဘာအတွက်ဆုတောင်းထားတာလဲကဲတကယ်ယေရှုကခင်ဗျဆုတောင်းတန်ကိုပေးတယ်ဆိုလို့ရှိရင်တော့ခင်ဗျဘယ်တော့ဘုံကိုထင်ရှားမှလဲငါဆုတောင်းလို့ငါရောက်တယ်ငါဆုတောင်းလို့ငါရတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကြည့်ပါမလေးရှားမှာစင်ရတဲ့လူတယောက်ဟိုမှာရောက်ပြီဆိုလို့ရှိရင်တော့မိသွားပြီအကောင်မိသွားပြီမြန်မာပြည်မှာမရှိနေတဲ့ချင်းမြန်မာပြည်မှာတောင်းစားနေတဲ့ချင်းမြန်မာပြည်မှာနေစရာထိုင်စရာမရှိတဲ့ချင်းမိကုန်ပြီကဲမလေးရှားမှာနေတဲ့ချင်းမှာအလုပ်တုံမရနိုင်ဘူးမလေးရှားမှာအင်လာခါတော့မပေးနိုင်တဲ့ချင်းမိတတ်တယ်ငါဖျားရှင်ကတတိယနိုင်ငံပို့ပြီးပြီအော်ရှိရောက်နေပြီအမေရိကရောက်နေပြီအခုတော့ကောင်းကြီးခံစားပြီကားနဲ့တွားလို့ရပြီနော်ဒီလိုကောင်းကြီးခံစားပြီဆိုလို့ရှင်တော့ဘယ်သူဘုံတို့ထင်ရှားမှလဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကကျွန်တော်ယူဟာမှာတောထဲမှာနေတဲ့မလေးရှားမှာရဲတွေကြောက်ပန်းဟိုနေရာပုံဒီနေရာပုံဒါမဲ့ဖျားကဒီအခုမှကျွန်တော်ကိုတတိယနိုင်ငံတကယ်ပျော်ရွှင်တဲ့နိုင်ငံတနိုင်ငံကိုပို့ဆောင်လာတယ်ကိုရောကြည်ရွတ်တယ်အခုငါဒီနေရာကိုရောက်နိုင်ပါပြီအခုတော့ကျွန်တော်လူတွေကျွန်တော်အမျိုးတွေမလေးရှားမှာနော်ဒီမှာစင်ရင်ဒုက္ခခံပြီးမှကြည့်လိုက်ပါကြောက်စရာအမျိုးမျိုးဒုက္ခကြားထဲမှာနေနေတဲ့အချိန်ကျွန်တော်ပြန်တရရပါတယ်ကိုရောသူတို့အတွေ့ကျွန်တော်ဘာလို့ပေးရမှာလဲသူတို့ကကျွန်တော်ဘာဆုတောင်းပေးမှာလဲဆိုပြီးမှပြန်လဲစဉ်းစားတတ်ဖို့လိုအပ်ပါတယ်အာမင်ယေရှုကထိုနည်း၎င်းပဲသူ့နာမည်ကိုထင်ရှားပြီဆိုလို့ရှိရင်တော့သူယေရှုတည်တဲ့လူတိုက်ကဖခင်ကိုတည်လာမယ်ဆိုတာတခင်ယေရှုကဆုတောင်းတယ်ဆိုတော့ပထမချင်းနဲ့ယေရှုတခင်ယေရှုကသူ့အတွက်ဆုတောင်းတယ်လို့ကျွန်တော်ကျမတို့လည်းကိုအတွက်ကိုမိသားစုအတွက်ဆုတောင်းနေတဲ့ချိန်မှာရလာမဲ့အဖြစ်ကတော့ဖခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်ပါစေဟာလေလုယာဒုတိယချင်းနဲ့ဘာတွေ့ရတယ်လဲဆိုလို့ရှိရင်တကယ်ယေရှုကဘယ်သူအတွက်ဆုတောင်းလဲဆိုလို့ရှိရင်သူ့ရဲ့တပည့်တော်နော်12ပါးအတွက်ဆုတောင်းပေးတယ်ယေရှုကခင်ဗျားတို့ဆုတောင်းပေးတယ်ဘာကြောင့်လဲခင်ဗျားဟာသူ့ကိုယုံကြည်တော့ကြောင့်တကယ်ယေရှုရဲ့တမီးတွေတားတွေဖြစ်လာတဲ့အတွက်ကြောင့်ခင်ဗျားကိုယ်ရဲ့ယေရှုကအဖဘုရားရှင်မှာဆုတောင်းပေးတယ်ဆိုတာအားလုံးသိစေချင်တယ်ဒီမှာတစ်ချက်ပါလဲအကျွန်ုပ်နဲ့ဆက်ဆိုင်သောအရာရှိသမျှတို့ဒီဘယ်သူနဲ့ဆိုင်လဲကိုယ်တော်နဲ့ဆက်ဆိုင်တယ်တဲ့ဒီညခင်များကိုကိုယ်တော်နဲ့ဆက်ဆိုင်တယ်ဟာလေလုယာဘာကြောင့်လဲဆိုတော့တားတော်ကိုယုံကြည်တော်ကြောင့်ခင်များကိုတားတော်နဲ့ဆိုင်တယ်အဖဖျားနဲ့ဆိုင်တဲ့လူအဖဖျားနဲ့ဆိုင်တဲ့တားတွေတမီးတွေဖြစ်ကြတယ်တခင်ယေရှုဆုတောင်းထားတာဘာလဲဆိုလို့ရှိရင်တော့ကိုယ်တော်နဲ့ကျွန်တော်တလုံးတဝါတဲ့ဖြစ်တဲ့ကဲ့သို့ကျွန်တော်ကိုယုံကြည်သောတားတွေတမီးတွေတလုံးတဝါတဲ့အသက်ရှင်နေပါစေဆိုရင်မှဆုတောင်းတာဖြစ်တယ်ယေရှုတော်မှာယုံကြည်သူများတညီတနှုတ်တဲ့တလုံးတဝါတဲ့နေဖို့ရအဖရှိမှဆုတောင်းပြီးတယ်ကျွန်တော်တို့ကိုလည်းတလုံးတဝါတဲ့နဲ့နေတတ်ဖို့ဆိုတာသခင်ယေရှုရဲ့အလိုတော်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်တလုံးတဝါတဲ့နေတယ်ဆိုတာကဘာကြောင့်ဒီလောက်တောင်ယေရှုကအဖရှိမှဆုတောင်းပေးတာလဲဆိုလို့ရှိရင်လူတွေကနေနှမှုရှိမှသာအောင်မြင်ခြင်းရတယ်ဟာလေလုယာအောင်မြင်ခြင်းဆိုတာကဘယ်နဲ့ရတယ်လဲဆိုလို့ရှိရင်တော့နေနှမှုရှိမှတလုံးတဝါတဲ့ရှိမှသာလေအောင်မြင်မှုဆိုတာထွက်လာနိုင်မှာဖြစ်ပါတယ်
ဒီမှာဘာကိုဖော်ပြထားတယ်လဲဆိုလို့ရှိရင်ယေရှုကကျွန်တော်တို့အတွက်ဆုတောင်းပေးတာယုံကြည်သူသည်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံမဲ့ကြောင်းတဲ့ယေရှုကဘာအတွက်ဆုတောင်းပေးတာလဲဆိုကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းနဲ့ပြည့်စုံမဲ့ကြောင်းကဲအားလုံးဖျားရှင်ကဝမ်းမြောက်ခြင်းနဲ့အားလုံးပြည့်စုံပါစေယေရှုကဘာဆက်ပြီးမှဆုတောင်းပေးတာလဲဆိုလို့ရှိရင်ကျွန်တော်ကျမတို့ကိုယေရှုကိုယုံကြည်တော့လူတိုင်းကိုမကောင်းသောအမှုအရာနဲ့ကင်းလွတ်စေခြင်းက praise the Lord ယေရှုကကျွန်တော်ကျမတို့ဆုတောင်းပေးထားတယ်ဒီစိတ်ကမှလူဆိုးရင်မရှိဘူးမဟုတ်ဘူးမကောင်းလူတွေအများကြီးရှိတယ်ခင်ဗျားနဲ့မတွေ့တာပါလေယေရှုကဆုတောင်းပေးတယ်မကောင်းဆိုးဝါးနဲ့မကြုံအောင်ယေရှုကဆုတောင်းပေးတယ်ယေရှုကကင်းလွတ်ခွင့်အတွက်အဖရှိမှဆုတောင်းပေးတယ်ဟာလေလုယာသူယေရှုကိုကျွန်တော်တို့တတိထားဖို့မအိတ်ခင်လေးမှာနော်တမနစ်တော့မှဆုမတောင်းနိုင်ပြီမဲ့ယေရှုကျေးဇူးတင်တယ်ပြောပါဒီမှာနောက်ဆုံးအချက်မှပါလဲဆိုလို့ရှိရင်တော့ယေရှုကတပိတော်12ပါးသာမကဘဲနဲ့ကျွန်တော်ကျမတို့အတွက်တာဆုတောင်းပေးတယ်ဟာလေလုယာကြည်ပါသခင်ယေရှုစီလုံးချင်းနေလို့ချင်းအယံတဘောကြတယ်နော်ယုံကြည်သူအားလုံးခရစ်တော်၌တလုံးတဝတ်တဲ့ဖြစ်စေခြင်းကယေရှုကဆုတောင်းပေးတယ်ဟာလေလုယာကြည့်လိုက်ပါယေရှုကဘယ်လောက်တုံကျွန်တော်တို့ကိုစီစီလုံးလုံးနဲ့နေစေခြင်းတယ်လေဆိုတာအဲ့ဒီအခန်းငယ်20တင်းနဲ့20နှစ်မှာဘယ်နှခုရှိတဲ့တစ်ခုနှစ်ခုသုံးခုလောက်တောင်ရှိပြီနော်တလုံးတဝတ်တဲ့ဖြစ်တဲ့ကဲတော့ယေရှုကိုယုံကြည်သောလူတိုင်းကိုတလုံးတဝတ်တဲ့နဲ့အသက်ရှင်ပြီးမှဖျားရဲ့နိုင်ငံတော်အတွက်ပါဝင်လှုပ်ဆောင်နိုင်ဖို့ရန်သခင်ယေရှုရဲ့ငါတို့အတွက်ဆုတောင်းပေးတဲ့အချက်ဖြစ်တယ်